ကိုတိုင်းဒေသကြီးနဲ့ပဲခူးမျိုးနဲ့ရုံပြည်သူ့ပါတီရုံးများဖွင့်ပွဲမှာရှိတတ်ပါတယ်နိုင်ငံရေးထဲဝင်ပြီးဆိုတော့အကြောင်းအရာနဲ့ပြန်ပေါ်လာတဲ့အတွက်ကြောင့်မို့လို့ရှိတတ်ပါတယ်ညီမမြင်နေကြည့်ကောင်းပါတယ်အဲ့ဒါအနည်းဆုံး3နှစ်5နှစ်9နှစ်10နှစ်ရှိတတ်ပါတယ်ကျွန်မအကြောင်းအရာတစ်ခုကိုကျွန်မစိတ်ဝင်စားပြီးတော့ကျွန်မလေ့လာပြီးဆိုလို့ရှိရင်ကျွန်မသူများထပ်ပို့ပြီးတော့ရှိတတ်ပါတယ်နိုင်ငံရေးသမားတယောက်ကစိတ်ခံစားချက်နောက်အရင်လိုက်လို့မရဘူးစိတ်ဒီကိုယ်စိတ်ကို control မလုပ်နိုင်စိတ်ခံစားချက်နောက်လိုက်တယ်ဆိုလို့ရှိရင်ရှိတတ်ပါတယ်အစင်ကမားသားမ strong ဖြစ်တယ်လို့ပြောလို့မရပါဘူးခလေးမရှိပါစေခလေးရှိပါစေခလေးရှိမရှိပေါ့နော်ရှိတတ်ပါတယ်ကဲလက်ရှိချီနီမာကတော့အားလုံးဒီတိုင်းပဲရွေးကောက်ပွဲပထမပိုင်းပြီးတဲ့အချိန်မှာပဲဘီဘီချန်တယောက်ကပျောက်ချင်းမလားပျောက်ဆုံးနေကြောင်းသိရှိရပါတယ်လိုင်းတိုင်းမှာအိမ်နေငှားပြီးတော့ကိုယ်တိုင်ကိုကြနေပြီးကလေးတွေကိုနေ့စဉ်မြန်မုံဝယ်ကျွေဈေးထဲမှာကိုတိုင်ဝင်ပြီးတော့ဟင်းရွက်ဟင်းသီးတွေရောင်းနေပြီလေလက်ရှိမှာတော့ရွေးကောက်ပွဲပထမပိုင်းပြီးမှာပဲအရှုံးကြီးရင်ဆိုင်ရတဲ့ဘီဘီချန်တယောက်မျက်ရည်နဲ့မျက်ခွန်းနဲ့ခံစားချက်နောက်လိုင်းရင်းနဲ့ပဲအိမ်ထဲမှာပျောက်ဆုံးသွားကြောင်းလည်းသိရှိနေရပါတယ်ဗျာကဲဘီချန်ဘယ်ရောက်နေလဲရှာကြပေါင်းဗျလက်နက်ကင်တော်လှန်ရေးကိုလက်နက်ကင်ချင်းကိုဗဟိုပြုနေတာကျွန်တော်ကြံတဲ့ဟာကပါစင်းနေနည်းနည်းလေးရစီးပွားရေးတို့ဘာတန်တမန်ရေးရတို့ဘာတို့ပါစင်းနေနေတယ်ကျွန်တော်တို့ကစစ်နဲ့သွားမှကျွန်တော်တို့လိုချင်တဲ့ပန်းနိုင်အထိရောက်မှာအဲ့တော့စစ်ကိုစစ်နဲ့တူအောင်တိုက်နေတဲ့လူတွေကိုကျွန်တော်တို့ခေါင်းတော်ဖြစ်တင်လိုက်ရဲ့ကိုရီးယားကိုလို့တာပဲရှိရလေနော်လူဆိုတော့လေဒီလိုပဲပေါ့ကိုဟိုအကောင်းမြင်လို့ရှိတယ်မကောင်းမြင်လို့ရှိမှာပေါ့ကိုရီးယားတိတ်တော့မတုံလို့ပါဘူးတော်တော်ဆဲကျင်တယ်လေဆဲများဆဲတော့ကုသိုလ်ပူရပါဘာကြောင့်လဲဆိုတော့သူတို့ကတော့မှအကုသိုလ်ဖြစ်ကံပြီးကိုရီးယားဆဲပေးနေတာတော်လာမျိုးတွေအလုံးပဲသဘာဝဘေးနဲ့မေးပြီးတယ်မှာအများဆုံးကင်းဝင်းကြပါသေးလို့ဆူတောင်းပေးနေပဲကျွန်တော်ရဲ့ကိုဂျယ်ဘရိုချန်နယ်လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီလိုရီရှင်မတော်ပြီးမှာယနေ့ဒီဇင်ဘာလ30ရက်နေ့ညပိုင်းနောက်ဆုံးရရှိသတင်းချို့ကိုအချင်းချုပ်ဖော်ပြပေးသွားဖြစ်တဲ့တော်များအားလုံးပဲအဆုံးထိကြည့်ဖို့နေတာထပ်မံတောင်းဆိုလိုက်ပါတယ်။တောင်းဆိုနေပုံတွေနဲ့ကတော့ဒီမကောင်းတဲ့ပုံလည်းဖြစ်ပါတယ်။အမြန်လမ်းမှာ PDF တွေကိုအားပေးစကားပြောကြားခဲ့တဲ့သူကိုစစ်ကော်မရှင်စစ်ကွေးတကနေဖမ်းဆီးတယ်ပြီးဆိုတော့လည်းအားလုံးသိရှိမှာဖြစ်ပါတယ်။ဒါကတော့မနက်ကတည်းကသိရှိထားတဲ့သတင်းဖြစ်မယ်လေ။လက်ရှိချိန်မှာပေါ့လုံးဝမပြောခဲ့မယ်လေ။ဇင်ဦးဆောင်တဲ့စစ်ကွေးတွေရဲ့ Telegram Channel တွေမှာပလူပြန်နေပြီဆိုတဲ့ကမကြကမှဒီဖြစ်မယ်ဆိုတာကတော့ထင်ကောင်းထင်မိမယ်လေ။ဒီပေးဖို့အတွက်နောက်ကျနေရဖြစ်တဲ့အနေအထားကိုရောက်သွားခဲ့တာဖြစ်ပါတယ်။ဒါကတော့ရန်ကုန်မန္တလေးမြန်လမ်းမှာပေါ်မှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များတယောက်လာစင်မှာအမြန်စော်ပြားလို့အပိစကားပြောဆိုခဲ့တဲ့မျိုးသားတအုပ်ကိုစစ်ကော်မရှင်တပ်ဖွဲ့တွေကနေအိမ်ကိုဝင်ရောက်ဖမ်းဆီးတဲ့ကြောင်းသိရှိရတာဖြစ်ပါတယ်။စစ်ကော်မရှင်ဖမ်းဆီးခဲ့တာအိမ်ကန်းအလှဆင်လုပ်ငန်းလုပ်ခဲ့တဲ့အသက်49နှစ်အရွယ်ကိုဘိုသိန်းဖြစ်ပြီးတော့ဒီဇင်ဘာလ19ရက်ည7:00နာရီမှာ၎င်းနေထိုင်ရန်ကုန်တိုင်းလှိုင်မြို့နယ်မှာနေမှာဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။အခုဖမ်းဆီးဖို့အတွက်ကတော့အလုံးသိတိုင်းပဲ Telegram ကနေပြီးသတင်းဥဆောင်ပြီးတော့ဖွဲ့တွေကနေပြီးတော့တုံ့ဆော်ပြီးတော့လုပ်ခဲ့ရလဲဖြစ်ပါတယ်။မြန်လမ်းမှာကိုဘိုသိန်းမောင်းနှင်းခဲ့တဲ့ EV မျိုးစားကားကိုလည်းစစ်ကော်မရှင်ကတင်စီလိုက်ဖြစ်ကြောင်းသိရှိရပါတယ်။လိုင်းမို့တဲ့ရဲတပ်ဖွဲ့ကတာဝန်ရှိသူတို့ကတော့ဖမ်းခဲ့တာမှန်ပဲအပေါ်ကနေရင်းပို့လာလို့စစ်သားရဲနဲ့အုပ်ချုပ်ရေးဖွဲ့တွေပေါင်းပြီးဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ကျွန်တော်ကတော့ပြောလို့မရပါဘူးလို့ပြန်ပြီးပြောထားတယ်တွေ့ရှိရပါတယ်။ဒီဇင်ဘာလ18ရက်နေ့နဲ့10နိုင်ဝန်းကျင်မှာမြန်လမ်းမိုင်းနိုင်332ကြောက်စဲလမ်းခွဲနဲ့ပြင်စီလမ်းခွဲကြမှာအနီးမှာ PDF အင်အား30ခန်းဟာလမ်းပေါ်ကိုတယောက်လာပြီးရဲကင်းတစ်ခုဝင်ရောက်ပစ်ခတ်ခဲ့လို့ရပါတယ်။အဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့လူမျိုးတို့ဖွဲ့တွေက15မိနစ်ခန့်ပြစ်တိုက်ပွဲတွေဖြစ်ပွားပြီးအမြန်နောက်မှာရှိတဲ့ရင်သွားရင်လည်းယာရစ်တန့်ခဲ့ရပြီးကိုဘိုသိန်းဟာတကောင်းရဲ့ကားနဲ့ဖြတ်သွန်းသွားစဉ်မှာ PDF ဖွဲ့တွေကိုပြစ်ရှိကအပိစကားပြောဆိုခဲ့ရလည်းဖြစ်ပါတယ်။အဲ့ဗီဒီယိုကြည့်ပြသူတွေရှိမှာပါ။ဒီကော်မရှင်ဟာစီးရီးယားအရှုံးကြီးရင်ဆိုင်နေတဲ့အချိန်မှာသတင်းချက်လက်စီစဉ်မှုနဲ့လူမှုကွန်ရက်မှာတွေ့ရှိတဲ့အထောက်အထားများကိုခြေခံပြီးမြို့ပြဖမ်းဆီးမှုများပုံမှုလှုပ်ဆောင်နေတဲ့အတွက်ပြည်သူများနဲ့တော်လိုင်းတို့ဖွဲ့တွေနဲ့ဒီထားကြီးစွာနဲ့နေထိုင်မှုအတွက်ဆက်လက်ပြီးတော့လည်းကြံပြုလိုပါတယ်။ဒါပြင်စစ်ကော်မရှင်ကနိုင်ငံရေးကြက်တွေတွေ့နေချိန်မှာအကြောက်တရားပြင်အုပ်ချုပ်ရန်ကြိုးပမ်းနေတဲ့နောက်ဆုံးနဲ့ဖြစ်တော့လေလူတွေရဲ့တော်လိုင်းစိတ်တွေကိုဟန်နိုင်မှာမဟုတ်ကြောင်းလေနိုင်ငံရေးသုံးသပ်သူတွေကနေထောက်ပြပြောဆိုတာတွေ့ပြီးတော့လက်ရှိချိန်မှာတော့မင်းအောင်တဲ့ကောင်တွေကသူ့ကိုအတူလေးချောင်းနေပြီတွန်းနေမယ်ဆိုရင်တော့လက်မခံဘူးဆိုတဲ့အနေထားတိရင်ဘတ်ထဲမှာပြင်းပြင်းထန်ထန်ပေါက်ကွဲပြီးတော့ကြောက်အားလန့်ဖြစ်နေတာကတော့မြင်နေရတဲ့လက်တွေအနေထားတစ်ခုပဲဖြစ်ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ခုပြောချင်တဲ့အနေထားတစ်ခုကတော့တော်လိုင်းတစ်ဖွဲ့တွေအနေနဲ့အခုလိုမျိုးအနေထားတစ်ခုဗီဒီယိုကိုပြန်လည်ပြီးဖော်ပြမယ်ဆိုရင်ပြည်သူတွေအတွက်အထူးပဲလုံခြုံရေးကိုယူဆိုင်ပြီးဖို့ညရင်ထမှန်တောင်းဆိုခြင်းပါတယ်အခုလိုမျိုးဂယူးမဆိုင်ဖဲနဲ့ပို့ပြက်လုပ်ခဲ့တဲ့ဗီဒီယိုတစ်ပုတ်ကြောင့်ပြည်သူတွေလောက်ထိနစ်နာခဲ့ရလဲဆိုတာကဒီဗီဒီယိုရဲ့တည်ဖြစ်ပြီးတော့ဟိုရင်တာတကမြောက်သွားလဲတုံတွေ့ခဲ့ရပြီဖြစ်ပါတယ်တော့တော်လိုင်းရဲဘော်တွေနေလည်းအထူးပဲယူပြပြီးတော့ဗီဒီယိုတွေကိုတင်ပြမယ်ခါမှာတေချာစီးစီပြီးတော့ဒီလိုကားနံပါတ်တွေအားရဲ့အယောင်တွေအားရဲ့ body တွေလူတွေရဲ့မျက်နှာတွေကိုအောက်ဖြည့်ပြီးမှတင်သိနေဆိုတော့ဒီညပြီးတော့တမန်အတီးပေးခြင်းပါတယ်
နောက်ထပ်သတင်းပုံအနေနဲ့ကတော့လက်ရှိကျင်းပခဲ့တဲ့ရွေးကောက်ပွဲကို၃ကြိမ်တိုင်အနုပညာရှင်တွေကိုစုစည်းပြီးတော့ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက်ရွေးကောက်ပွဲပြုလုပ်တဲ့ UC ဖွဲ့ကို၃ကြိမ်နဲ့တူတန်းခဲ့တဲ့ခေါင်းဆောင်ခဲ့တဲ့ခန့်စုသူရောက်ဖြစ်ပါတယ်။ဒါပေမဲ့အခုလိုမျိုးသတင်းတွေထွက်ပေါ်လာတဲ့ခါမှာတော့ပြည်သူတွေကဝိုင်းဝန်းပြီးပြောတဲ့ခါမှာတော့ခန့်စုတယောက်အနေနဲ့ပြည်သူပြည့်သက်သားပဲလုံးဝပုံမှာပဲယူမဆိုင်တဲ့ပုံစံနဲ့ပြောခဲ့တာတွေ့နေရတဲ့ထောက်ပဲဖြစ်ပါတယ်။ တဲ့ဆဲများများဆဲတော့ကုသိုလ်ပူရပါဘာကြောင့်လဲဆိုတော့သူတို့ကတော့မှအကုသိုလ်ဖြစ်ခံပြီးကိုလူဆဲပေးနေတာပါရမီထဲမှာဒါဒီခန္ဒီပါရမီလည်းပါတယ်လေကိုယ့်ရဲ့ခန္ဒီပါရမီပြည့်အောင်သူတို့ကငရဲကြီးခံပြီးအကုသိုလ်ဖြစ်ခံဆဲပေးနေတာကိုခိုင်ယူထားတာဒီလိုပဲလေမနေ့မိုးလင်းလာတယ်ပဝန်းကျင်2မျိုးပေးမယ်ကုသိုလ်နဲ့အကုသိုလ်ကိုယူတာ မနမိုးရဲနဲ့ဘောမှာမယ်ညအိတ်ခန့်နေတဲ့ဘောမှာမယ်ဒါပဲ ကိုရဒါပဲဟုတ်တယ်မလားကိုဖြောင်းနေကိုသွားမယ်လမ်းသူကောက်တိုင်သူသွားမယ်လမ်းပဲဘာပူလာကိုမမကင်တာအဲ့အပူကိုကင်မပူပါလေကိုမကင်ဒီနေ့ကတော့ဟိုအများကြီးမရှိပါဘူးဟိုကိုမိတ်ဆက်တာနဲ့ဒီဟိုသူတို့လမ်းလျှောက်တာဒီလောက်ပါဘူးကျွန်တော်မရှိဘူးတချို့ကျတော့လေသေဥဆောင်ပြတာဘာညာကျတော့လေအားတာရှိတယ်ဒါပေမဲ့ပုံလင်းပြောရင်တော့နည်းနည်းရုပ်အားနေတယ်လို့ရှိတယ်တချို့ကျတော့လေချောမိုးတယ်သေဥဆောင်တာညံ့တာတွေလည်းရှိတယ်အဲ့လိုမျိုးလေးပေါ့မျှကြည့်ရတာမင်းကအမေးလို့ဖြစ်ပါလိမ့်မယ်အားလုံးတဲမှာအားလုံးကိုစားမေကုန်းနေမေးတာများလို့ဖြစ်နေမှာတဲ့ဟိုမြင်ပါတယ်ဘာကြောင့်လဲဆိုတော့ဟိုပြီးခဲ့တဲ့နှစ်သူဟိုလွန်ခဲ့တဲ့နှစ်ကရွှေကြိုလေးရာဇကားလေးတော်တော်များများမှာပါနေကြတွေ့ရတော့ဝမ်းသာတယ်အဓိကဒီရွှေကြိုဆိုတာကဒီစင်မြုံမတက်ပြီးတော့ဗန်လီကိုင်မဟုတ်ဘူးပေါ့နော်ကိုတော့အဲ့လိုပဲမျောလင်းတာပေါ့ဒီတဲ့အများကြီးသူတို့ပိုမျောလင်းတယ်ဒါကြောင့်သူတို့အမူအရာလေးလိုခိုင်းတယ်အမူအရာလို့တဲ့အခါမှာသူတို့အမူအရာလို့ပုံလေးတွေကြည့်ပြီးတော့ပရိသတ်တွေကဟိုစိတ်ဝင်စားတာရှိမယ်ဒရိုက်တာတွေထုတ်လို့သူစိတ်ဝင်စားတာရှိမယ်ဆိုရှင်သူတို့အတွက်ခွင့်လန်းလေးပွင့်တာပေါ့နော်အဲ့ဒါကြောင့်ကိုတို့ကဒီရွှေကြိုမှာတချို့တွေကမေးတယ်ဘန်းကင်လေးကိုဘာလို့အိုက်တင်လုတ်ခိုင်းနေတာလဲလိုလို့လားမေးတော့လိုလုတ်ခိုင်းတာပေါ့နော်ဒီကလေးအတွက်ပါအဓိကတော့အဲ့ဒီကတော့ကိုတို့မတုံ့ပြန်တော့ပါဘူးဒါကတော့သူခရဲထားတာမထားတာကိုရီးယားကိုလုတ်တာပဲရှိရလေနော်လူဆိုတော့လေဒီလိုပဲပေါ့ကိုဟိုအကောင်းမြင်လို့ရှိတယ်မကောင်းမြင်လို့ရှိမှာပေါ့ကိုရီးယားတိတ်တော့မတုံလို့ပါဘူးတော်တော်ဆဲကျင်တယ်လေဆဲများများဆဲတော့ကုသိုလ်ပူရပါဘာကြောင့်လဲဆိုတော့သူတို့ကတော့မှအကုသိုလ်ဖြစ်ခံပြီးကိုရီးယားဆဲပေးနေတာပါရမီထဲမှာဒါဒီခန္ဒီပါရမီလည်းပါတယ်လေဒါကတော့ဒိန်းအောင်ပြောတဲ့စကားလုံးတွေပေါ့ဒိန်းအောင်ရဲ့အလုံးတွေကိုသူလည်းငုံထောင်းရပါတယ်ကိုယ့်ရဲ့ခန္ဒီပါရမီပြည့်အောင်သူတို့ကငရဲကြီးခံပြီးအကုသိုလ်ဖြစ်ခံဆဲပေးနေတာဒါကိုယ်ပါရမီဖြည့်ပေးနေတာအဲ့တော့ဆဲတဲ့လူတွေမမုံမြစ်တာထားတယ်ဒါကတစ်မျိုးထင်တဲ့လူတွေဖြစ်ဘာပဲဖြစ်နှစ်မျိုးထင်တဲ့လူတွေသုံးမျိုးထင်တဲ့လူတွေဖြစ်ကိုတို့စိတ်ထဲမှာမရှိပါဘူးဘာလို့ကိုတို့ဒီရွှေကြုံမှာပဲရွေးတာဒီစိတ်ရှင်းတယ်ကလေးတွေကိုတကယ်ဖြစ်စေခြင်းလို့ဒီစင်မတင်ပေးတာဒီကနေတစ်ဆင့်အောင်မြင်ကြော်ကြားသွားမယ်နော်ဟိုအရင်တာတကလည်းရှိရလေအကယ်ဒမီရသွားတဲ့သူတွေရှိတယ်အဲ့လိုမျိုးလေးတွေဖြစ်စေခြင်းလို့ဒါဒီဗီဒီယိုတွေ့ခဲ့တဲ့အကြောင်းအရာတွေကိုလက်ရှိမှာမြန်မာနိုင်ငံကိုလုံးဝမအေးရနေတဲ့ပုံသေးအောင်ပြုတ်ဆောင်နေပြီးတော့တုတ်ပြနေတဲ့စစ်ခွေးတွေကိုထောက်ခံတဲ့အမှုပညာရှင်တွေတယောက်ဖြစ်တဲ့ခန့်စီသူသူတပြင်းတော့ကြွကြွခေါ်ရဲ့အချစ်တော်ကြီးခန့်စီသူအနေနဲ့အခုလိုမျိုးသူ့ကိုသူဆဲအေးရအေးချောင်းဟိုစိတ်မောင်းဆိုပြီးတော့ထားပြောနေနေတာကိုလည်းဖြစ်ပါတယ်ဟိုပါပေါ့နော်ဒီတိုးတက်ပြောင်းလဲမှုတွေဖြစ်မှာရေကိုသေလောက်ကြောက်တဲ့ရှစ်ဘူးတချို့ပေါ့နော်နိုင်ငံရေးမှာချုံဝင်ချောင်းငွေစောက်မှာဘာဖြစ်တဲ့ညာဖြစ်တဲ့ဆိုပြီးမှပြည်သူတွေကိုစိတ်တစ်ခါရောက်ကျင်းထက်နေတဲ့အာဒါမန္တလေးကကရုံးနဲ့အေယိုတဲကကရုံးနှစ်ကောင်လမ်းနေတာဟာသူတွေကြည့်အောင်လို့ပါဗျာနော်ဒီဆောင်မှာတော့စီကားကားပဲဗျာနော်ဒါပေါက်ဖို့တော့ကိုယ်တိုင်ကဝင်ဆောင်မှာဒါပင်လယ်ထဲမှာဒါအညီတာဘာကြီးလဲငါစီနေစပီးဘုတ်စီမှာရတာပဲပင်လယ်ရဲ့ဒီလူဒီအကောင်းနဲ့လေကောင်းလေးရနေတာခဏနေခြင်းဖြစ်ပါတယ်ဗျာဒီလာချမ်းကြောင်းရတော့ဒီတော်တော်များတိအောင်လို့ဗျာနော်တချို့ကတို့မြန်မာနိုင်ငံမှာပြည်လူလူတွေပျော်ရွှင်မှုပျော်ရွှင်မှာကိုရမ်းကြောက်တယ်ဗျာမြန်မာနိုင်ငံကြီးတိုးတက်မှာကိုရမ်းကြောက်တယ်သူတို့တွေကပြည်လူလေးစိတ်ဒုက္ခရောက်မှာတွေကိုပဲလိုလားတယ်မြန်မာနိုင်ငံကြီးတိုးတက်မှာမတိမငြိမ်ဖြစ်နေတဲ့အရာတွေကိုပဲလိုလားတာဗျာအဲ့လိုဖြစ်နေမှာသူတို့တွေကကောင်းစားမှာလေဗျာသူတို့တွေကပေးတာကန်တာစားမှာနော်အဲ့တော့ပြည်လူလေးငါတို့ဒါကြောင်းလဲမှုကိုကောက်ပွဲရလဲဒါမတရားဆိုလို့28ရက်မှာဒါကျွန်တော်ပြီးဆုံးခဲ့ပါဗျာနော်ဒါမကြော်ပြီးခဲ့မကြော်မှာလဲတန်းခိုင်ရ90ရာခိုင်နှုန်းလောက်ဒါနိုင်ရှားရှိတယ်အဲ့တော့မြန်မာနိုင်ငံကြီးတကယ်အမှန်တကယ်ပြောင်းလဲမှာဆိုတော့ဦးဇင်းတို့ရဲကြီးအာမခံရပါလိမ့်မယ်။အားလုံးတွေတိုင်းပါပဲသင်္ကန်းချုပ်ပြီးတော့ညမှန်ကြီးတက်ကရုံးတုံးပြီးတော့စောစောလေးထိုင်ပြောနေတဲ့ကောင်ဘယ်နှယောက်ရှိလဲဆိုတာမြန်မာနိုင်ငံမှာလက်ချိုးတော်ယူလို့မရနေတာကိုပဲဖြစ်ပါတယ်။လောမင်လာပါဆရာကြီးမင်လာပါဟုတ်ဒီနေ့ကတော့2025ဒီဇင်ဘာ30ရက်နေ့ပေါ့နော်ဒီဇင်ဘာ30ရက်နေ့ထုံးစံတိုင်းကျွန်တော်တို့ဒါထူးခြားသတင်းတွေတင်ဆက်ပေးသွားမယ်ပေါ့နော်ထူးခြားသတင်းတင်ဆက်ပေးသွားမယ်စစ်တပ်ကတော့ထုံးစံတိုင်းပဲဟိုရေကောက်ပွဲခင်ရီတို့တက်ကတော့ပျော်နေတာပေါ့နော်ခင်ရီတို့တက်ကပျော်နေဒါတော့မှပဲတချို့နေရာတွေမှာကဟိုဒါဥတန်းသေးတုန်းကလည်းဒီတိုင်းဖြစ်ခဲ့ဘူးတာပဲပေါ့နော်ဟိုကြိုတင်မဲဆိုပြီးတော့မှမဲပုံးကမဲယုံပိတ်ခါနီးမှ
ရောက်လာတာပေါ့နော်ရောက်လာပြီးတော့မှဝင်ပြီးတော့မှထဲ့တာပေါ့နော်ဝင်ထဲ့တာတော့မှပဲတချို့နေရာအခုဒါကြိုတင်မဲတွေကူလို့လဲနိုင်ဝိုင်းတဲ့နေရာတွေရှိတာပေါ့နော်နိုင်ဝိုင်းနေရာတွေရှိတယ်ဒီတက်ခိုင်တို့ကိုကြီးတို့ကသူက NLD အားကိုးနဲ့မိုက်တာပေါ့နော်ဒီက NLD အားကိုးနဲ့မိုက်တယ်လို့တော့ပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့ဒီစစ်တပ်ကိုမဖြစ်မနေတော့မဲယုံသွားရမယ်ကြက်ခိုင်ကိုမဲမပေးချင်ဘူးဒါဆိုလို့ရှိရင်သူကတေချာပေါက်ကျန်တဲ့ကြက်ခိုင်မဟုတ်တဲ့ဒစိတ်ကိုသူကနှိပ်ရမှာပဲပေါ့နော်ကြက်ခိုင်မဟုတ်တဲ့ဒစိတ်ကိုနှိပ်လိုက်လို့ရှိရင်တော့ငါတို့တွေတော့ဒီဟာနဲ့ပတ်သက်ပြီးရာကောင်းပါရဲ့ဆိုဒါကြောင့်လဲဟိုကိုကြီးပါတီကအမတ်တယောက်ကမတွေ့ဘူးလားသူကဒါចောင်းသားခေါင်းဆောင်အဟောင်းနေဖြစ်တယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့မှဟို88ကိုအကြောင်းပြပြီးတော့မှမဲဆွေတာလည်းတွတ်တွေ့ရတာပေါ့နော်ဒါပေမဲ့ဘလို့ပဲလုပ်လို့နောက်ဆုံးတော့စစ်တပ်ကတော့ဒီကိစ္စကိုလက်ဝကြီးအုပ်သွားတာပဲပေါ့နော်လက်ဝကြီးအုပ်သွားတာပဲအဲ့တော့သူကဒီလိုလေးကတော့လူတာလွန်တာကတော့ဟိုကြပြောင်းကြပြန်လေးကတော့သွားနေမှာပဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ဟိုဒါ line ပေါ်မှာရေးထားတဲ့ post တစ်ခုဖတ်လိုက်ရတာပေါ့နော်မြန်မာစစ်တပ်သမိုင်းကိုပြန်ပြီးတော့လေ့လာကြည့်ပေါ့နော်စစ်တပ်သမိုင်းကိုပြန်လေ့လာကြည့်တဲ့ဘယ်ကောင်းမဲအာနာသိမ့်ခဏနဲ့တော့မသိမ့်ဘူးတဲ့ဆိုတဲ့စကားကတကယ်အမှန်ပေါ့နော်ဒီ9နှစ်နဲ့ပြီးသွားမလားဆိုတော့ကျွန်တော်တို့ကမပြီးသေးဘူးလို့ပြောလို့ရတယ်သူတို့စိုးမိုးရင်တိုင်းစိုးမိုးလို့ရမယ်သူတို့ခြေလေရင်တိုင်းခြေလေလို့ရမယ်အစိုးရလက်ထဲကိုပဲသူကအာနာအပ်မှာအဲ့ဒါမှမဟုတ်ဘူးဆိုရင်ကြပြောင်းကြပြန်ဆိုတာကစစ်တပ်ကိုပါဘေးရောက်အောင်လို့လုံနိုင်တဲ့အစိုးရမျိုးဆိုလို့ရှိရင်သူကပြန်ပြီးတော့အကြောင်းပြချက်တစ်ခုနဲ့ပြန်ပြီးတော့မှအာနာသိမ်းအောင်ပါပဲပေါ့နော်ဒါကြောင့်မလို့စစ်တပ်ကအာနာသိမ်းလို့ရှိရင်စစ်တပ်သမိုင်းပြန်ကြည့်ပါလေအာနာသိမ်းလို့ရှိရင်ဘယ်ကောင်းမှအာနာသိမ်းခဲ့တဲ့ခေါင်းဆောင်မှန်တယ်ဘယ်ကောင်းမှခေါင်းဆောင်လို့ပြောတာစစ်တပ်ရဲ့ခေါင်းဆောင်ပေါ့နော်ဒါခေါင်းဆောင်မှန်တယ်များဘယ်တော့မှအာနာရှင်မှန်တယ်များဘယ်တော့မှခဏလေးနဲ့အာနာမသိမ်းဘူးဆိုတဲ့စကားကတကယ်အမှန်ပါပေါ့နော်အဲ့တော့ခဏနဲ့တော့မပြီးဆုံးနိုင်ဘူးဆိုတဲ့ဟာပြောချင်တာပေါ့နော်အဲ့တော့ကျွန်တော်ထုံးတဲ့တိုင်းထူးခြားသတင်းတွေတင်ဆက်ပေးတော့ဖြစ်ပါတယ်ပေါ့ဟုတ်ကျွန်တော်တို့တင်းတင်းတာကြီးအပိုင်ပေါ့နော်ကြာဖူးကြီးရွာအတွင်းထဲကိုတက်ဆွဲနေထိုင်နေတဲ့ခလာရ282က A50 ခန့်ကို KNN ရဲ့နောက်တစ်ခုကရေးဘလူးအဖွဲ့နဲ့ဝင်ရောက်တိုက်ခိုက်တဲ့အချိန်မှာတက်ကြက်2ဦးတက်သား2ဦးပေါ့ဟိုစုစုပေါင်း3ဦးတေဆုံးသွားတယ်လို့တွေ့ရတာပေါ့နောက်တစ်ခုကလည်းကျွန်တော်တို့ဒါရေးဘလူးကဂျင်းမြို့နယ်အတွင်းထဲမှာတာဝန်ထမ်းဆောင်နေတဲ့တက်ကြက်ကြီးနေတိုင်းတက်ကြက်ကြီးဖုံးမြင့်ကိုလည်းရှင်းလင်းလိုက်တယ်ဆိုတာကိုသိရတာပေါ့ဟုတ်ဒါကျွန်တော်ရေးတို့ဒီမော်လမြိုင်တို့ဆိုတဲ့ဟာကျွန်တော်တော့ပြန်ကြည့်မယ်ဆိုရင်တက်မှာ KNU နဲ့ဆိုရင်တက်မှာ1 4 5 6ခွန်9ဆိုတဲ့ဖန်ဘက်ကနေဒါတက်လာလို့ရတဲ့လမ်းကြောင်းရှိရပါတော့4ဆိုလို့ရှိရင်လည်းဟိုဘက်ဒဝယ်ဘက်ကနေလာလို့ရလမ်းကြောင်းရှိတယ်1ဆိုလို့ရှိရင်လည်းသူ့ရဲ့လမ်းကြောင်းကြီးပေါ်မှာပဲပေါ့နော်1 4 5 6ဆိုလို့ရှိရင်လည်းဒါကော့ကရိတ်ဘက်ကနေပြီးတော့တွားလို့ရတဲ့အနေအထားမျိုးပြီးရင်ခွန်ဆိုလို့ရှိရင်လည်းဒါဖန်ဘက်ကနေပြီးမှတွားလို့ရတဲ့အနေအထားမျိုးအဲ့တော့1 4 5 6ခွန်ပေါ့နော်တက်မှာ9ခုမှာဒါ9ခုလောက်ကဒီလိုဆိုင်ပြီးတော့မှငုံထားတဲ့နေရာလို့တော့ပြောလို့ရတယ်ပေါ့နော်ဒီနေရာကကျွန်တော်တို့အရင်ကတည်းကဖြစ်စီခြင်းခဲ့တာပေါ့နော်ဘာလို့လဲဆိုတော့ဒါဟို KNU ထုံနှုတ်ပေါ့နော်ထုံနှုတ်တွေဒါဟိုမှာတက်မှာတစ်ခုကိုတဖွဲ့တီလောက်ပို့ပြီးတော့မှတကယ်ရေးဘလူးနဲ့တွဲပြီးတော့လုံးမယ်ဆိုလို့ရှိရင်ပေါ့နော်အောင်မြင်မှုတွေအများကြီးအရင်ကတည်းကဆိုလို့ရှိရင်အများကြီးရနိုင်တယ်ပေါ့နော်အခုကဟိုဒီဟာကလည်းဒါသူတို့ရေးဘလူးရဲ့မဟာမိတ်တိဆောက်မှုပြီးလို့ရှိရင်ဒါကျွန်တော်တို့ဒါ KNU ကလည်းဒါရေးဘလူးနဲ့အဆက်အသွယ်တော့တောက်လျှောက်မပြတ်ပါဘူး။ဘာကြောင့်လဲဆိုတော့အဆက်အသွယ်ပြတ်မပြတ်ကကျွန်တော်တို့ဒါရေးဘလူးတင်တဲ့ post တွေကြည့်ရင်သိတယ်။ဘာလို့လဲသူကဒါမောင်ကျော်တွေဟိုအကျော်တို့ပေးလိုက်တဲ့လက်ဆောင်တို့ဘာတို့ဆိုတဲ့ဟာတွေကဒါ KNU စီကနေပြီးတော့မှစီးတင်သွားတဲ့လက်နဲ့လို့ပဲပြောလို့ရတာပေါ့နော်။သူ post တွေတင်ပြီးတော့မှ line ပေါ်မှာ post တင်ပြီးတော့လက်နဲ့တွေဟိုဖြစ်တဲ့ဟာပေါ့နော်။ဒါနဲ့ပတ်သက်လို့လည်းဒါ KNU ကသွားတဲ့ဟာတွေဆိုတာလုံးဝအသေးချာပဲပေါ့နော်။ပြီးရင်သူ့ရဲ့ဆိုလိုတဲ့ဟာ1 4 5ခွန်ဟိုငုံထားတဲ့နေရာဖြစ်တယ်ဒါဒီနေရာဆိုလို့ရှိရင်လည်းဒါဟိုဘယ်လိုပြောရမလဲဆိုတော့ဒီနေရာကိုဝိုင်းပြီးတော့မှဒါဟိုတနေ့တစ်ချိန်မှာတော့တခုလုံနိုင်လိမ့်မယ်ဆိုတဲ့ဟာလဲဒါကြိုးပြီးတော့ပြောလို့ရတယ်ဗောနော်ဒါပေမဲ့သူတို့တက်မာတွေက1 4 5ခွန်ကဘာလို့လဲ1 4 5 6ခွန်ကဘာလို့နေရလဲဆိုတော့သူတို့နေရာမှာသူတို့အရင်ဆုံးဒါတိုက်ကွက်ဖော်ရတာတွေသူတို့နေရာကရန်သူကိုရှင်းလင်းရတာတွေကတောက်လျှောက်လုံနေရတာဖြစ်တယ်လို့ဒါရေးဘလူးဘက်ကိုမကူနိုင်သေးတာလို့လေဒါကျွန်တော်တို့ကသုံးသပ်လို့ရတယ်ဗောနော်ဒါပေမဲ့ဒီနေ့မှာတော့ဒါရင်း20ခွန်ဗောနော်ရင်း20ခွန်ကဒါရောက်လာပြီဗောနော်ရောက်လာပြီးတော့မှဒါရေးဘလူးနဲ့တွဲပြီးတော့မှအလုပ်လုပ်တယ်ဗောနော်ရင်း20ခွန်ကတော်တော်များများနေရာတော်တော်များများရောက်တယ်ကျွန်တော်တို့ဟိုမော်တော်ဘက်ချန်လည်းရောက်တယ်ကျန်တဲ့ကျွန်တော်တို့ထီခီတို့ဘာတို့အဲ့ဒီဘက်ချန်တွေလည်းရောက်တယ်နိုင်အောင်တို့ဘာတို့ဘက်ချန်တွေရောဗောနော်ဒီအဲ့ဘက်ချန်တွေရောရောက်ပြီးတော့မှတကယ်ဟိုအဲ့ဒီခွင်ထဲမှာ6တို့4တို့
ခွင်ထဲမှာပေါ့နော်ဆက်ဆက်ခွင်ထဲမှာတောက်လျှောက်အလုပ်လုပ်နေတဲ့အဖွဲ့တစ်ဖွဲ့လည်းဖြစ်တယ်ပေါ့နော်အဲ့တော့ရေဘလူးကတော့တခြားဟိုပိုင်နိုင်တယ်သူစီကလူဆုံးရှုံးမှုအ ਨੇ ဆုံးတယ်ပေါ့နော်ဆုံးရှုံးမှုအ ਨੇ ဆုံးတယ်သူကခြေတန်းလုံးနဲ့အလှုပ်ရှားတဲ့လူငယ်တယောက်ဖြစ်တယ်ပေါ့နော်သူလုပ်တဲ့ဟာကြီးလေဒါတော်တော်ကောင်းတဲ့အနေအထားမျိုးတွေတွားပြီးတော့မှတွေ့ရတယ်ပေါ့နော်နောက်ပိုင်းမှာလည်းဒီတဲ့ကောင်းတဲ့တိုက်ပွဲတွေဆက်ပြီးတော့မှဖော်ဆောင်နိုင်အောင်မယ်ဆိုတာလေဒါကျွန်တော်တို့ယုံကြည်စိတ်ချလို့ရတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်တယ်ဆိုတဲ့ဟာကိုပြောချင်တာပေါ့နော်ဟုတ်နောက်တစ်ခုကတော့ကျွန်တော်တို့တနင်္သာရီတိုင်းကော့တောင်းမြို့ရွေးကောက်ပွဲကိုလုံခြုံရေးယူဖို့လာတဲ့စစ်သင်းဘောငယ်ပေါ့နော်အဲ့စစ်သင်းဘောငယ်ပေါ်မှာလုံခြုံရေးအင်အားရောက်30ရဲ့နောက်တစ်ခုကဆက်လီနဲ့လာတဲ့အဖွဲ့တွေကိုကျွန်တော်တို့ဒေါ်လာရေးအဖွဲ့တွေကနေဒါပြစ်ခတ်တိုက်ခိုက်တယ်ဆိုတာကိုလည်းသိရတာပေါ့ဟုတ်ပြောရမယ်ဆိုရင်ကော့တောင်းတို့ကျွန်တော်တို့ဒီဗုတ်ပြင်းတို့ပေါ့နော်ဗုတ်ပြင်းတော်မဲ့ဒါဟိုနေ့ကကျွန်တော်တို့ဒါလင်းညာပေါ့နော်အပေါ်အထက်ဖက်ပေါ့ဒါကတော့အထက်ဖက်ကြားသေးရလို့ပြောလို့ရတာပေါ့ရွေးကောက်ပွဲလုံးမဲ့ဒါငှက်အိမ်ပေါ့နော်ငှက်တိုက်အိမ်ကိုကျွန်တော်တို့ဒါ drone နဲ့ဘုံကျက်လိုက်တဲ့ဘာတို့ပေါ့နော်အဲ့အောက်ဖက်ချမ်းကကျွန်တော်တို့ဒါခမောက်ကြီးတို့ကရတူရီတို့ပေါ့နော်ကြောက်ထနောင်းတို့ပြီးလို့ရှိရင်ကျွန်တော်တို့ဒါမလီဝမ်းတို့ဘာလို့ဆိုတဲ့နေရာတွေကဟိုတော်လှန်ရေးတို့တော့ဟုတ်ရဲ့လားလို့တော့ထင်နေတဲ့နေရာလို့တော့ပြောလို့ရတယ်ပေါ့နော်တော်လိုင်းလုံနေတာဟုတ်ရဲ့လားပေါ့နော်တော်လိုင်းလုံနေတာဟုတ်ရဲ့လားလို့ထင်လို့ရတယ်ဒါပေမဲ့အဲ့နေရာအဖွဲ့တွေကိုအထင်သေးလို့ပြောတဲ့စကားမဟုတ်ဘူးအဲ့နေရာကလည်းအလုံးမလုံးမဟုတ်လုံနေတယ်ဒါပေမဲ့ကျွန်တော်တို့နေမီဒေတာအခြေအနေအရာပြီးလို့ရှိရင်လက်လက်ခရမ်းအရာပေါ့နော်ဒီတက်မလေးနဲ့ချိတ်ဆက်ပြီးတော့အလုပ်လုပ်ရတဲ့ကိစ္စတွေအများကြီးရှိရခါကြတော့သူတို့လည်းထင်တယ်လို့ခီးမပေါက်ဘူးပေါ့နော်ခီးမပေါက်ဘူးဒါပေမဲ့အဲ့နေရာတွေကတော့နည်းနည်းလေးသွေးအေးနေသေးအောင်တော့ပြောလို့ရတယ်ပေါ့နော်လာပိုင်းလောက်ရှိပြီပေါ့နော်ဒါအရင်တော့ဆိုရင်ဒါခမောက်ကြီးဘက်မှာကျွန်တော်တို့ဒလန်ရှင်းတာတို့ဘာတို့ပြီးလို့ရှိရင်ရဲတွေတို့ဘာတို့ဆိုတဲ့ဟာကကျွန်တော်လွန်ခဲ့တဲ့6လလောက်ကလေးကဒီကော့တောင်းဘက်ကခမောက်ကြီးဘက်ကသတင်းပြောင်းနေတာပေါ့နော်သတင်းပြောင်းနေဒါပေမဲ့ဒီနေ့မှတော့သတင်းပြန်ပေါ်လာပြီပေါ့နော်ပြန်ပေါ်လာပြီးတော့မှဒါအလုပ်လုပ်တဲ့အနေအထားမျိုးလည်းပြန်တွေ့ရပြီနောက်လည်းဒီတဲ့ပို့ပြီးတော့မှဟိုအလုပ်ပို့ပြီးတော့ကြိုးစားပြီးတော့အလုံးလုံးနိုင်လိမ့်မယ်လို့လည်းမြင်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့အဲ့ဘက်ကဆွမ်းနာကျွန်တော်ပြောသလိုဟိုအဲ့ဘက်ကတက်တွေကဟိုနည်းနည်းဟိုပြောရမယ်ဆိုရင်ဒီကောင်တွေပြောတာကိုမခံချင်လို့ဗျာ။ဆောက်ဖင်ကောင်းကျင်နေတယ်တဲ့အမင်းတို့လာခဲ့လေဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့လည်းဒီနေရာကြီးလည်းရောက်အောင်လာမှာပါပေါ့နော်။ရောက်အောင်သွားအောင်မယ်ပေါ့။ကျွန်တော်တို့လည်းသွားအောင်မယ်ပေါ့။ရောက်အောင်လာမှာပါ။အဲ့တော့တေချာဘောက်ကတော့ဒီနေရာဟာကြီးလည်းဟိုတော်လိုင်းတက်ဖွဲ့ကတော့အလှကြည့်နေတာတော့မဟုတ်ပါဘူးပေါ့နော်။ရောက်အောင်တော့တတိတစ်ချိန်ချိန်မှာတော့ရောက်အောင်တုတ်တင်ရှင်းလင်းမဲ့အနေအထားမျိုးဆိုတဲ့ဟာပြောချင်တာပေါ့ဟုတ်ဒါတော့ချိန်မှာတော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဒါဖြစ်ပြီးပိုင်းပေါ့နော်ဖြစ်ပြီးပိုင်းဆိုရင်ရေးရနေမှာတလင်းသားတိုင်တွင်ဘိတ်တို့တဝယ်တို့ထဲမှာတော့စစ်ကောင်စီအနေနဲ့ဒါစိတ်ကြိုက်ကုန်းလန်းနေမှာတွာလာလို့မရတဲ့အနေအထားမျိုးပေါ့နော်အခုလက်ရှိလေဒါအခုမှစပြီးတော့ကော့တောင်းမှာပြင်းခံရတယ်ဆိုတော့ကျွန်တော်တို့မှဒီတရင်တွေ့တော့အံ့ဩသွားရပေါ့ကော့တောင်းမှာလည်းကျွန်တော်တို့ဒေါ်လာရေးအဖွဲ့တွေရှိတာလားဆိုပြီးတော့တွေးမိတယ်ပေါ့နော်အခုနောက်ပိုင်းတော့ဒါစစ်တပ်အနေနဲ့ကျွန်တော်တနင်္လာရီတိုင်းအတွင်းထဲကိုရေလန်းကြောင်းလို့နောက်တစ်ခုကဒါမင်္ဂလာတုံးလေးတက်စကန်ဌာနချုပ်ကနေမှမြိတ်ကို YA နဲ့ဟိုပါပေါ့လက်နက်ခဲရလူအင်အားပို့တာတော့တော့ရှိနေတယ်အောင်တွေ့ရတာပေါ့ဟုတ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒါစစ်တပ်ရွေးကောက်ပွဲကိုတရုတ်သမ္မတရှီကျင်းဖင်တဲ့စစ်အာဏာသိမ်းမြောင်းလိုက်လို့ကလေးမှာသဘောတူညီမှုနဲ့အကောင့်ထဲပေါ်လှုပ်ဆောင်နေတယ်ဆိုတဲ့ဥစ္စာကိုဒါတရုတ်နိုင်ငံသားရေးဝန်ကြီးဌာနကနေမှထောက်ပေါ်ပြောတယ်ပေါ့နော်အဲ့ဒီတော့ပုံကအခုဒီကျွန်တော်တို့ရွေးကောက်ပွဲကြမှာဟိုတရုတ်သမ္မတနဲ့အာဏာသိမ်းမင်းအောင်လှိုင်ကနေမှသဘောတူညီပြီးတော့အကောင့်ထဲဖော်တာမှမဟုတ်ဘူးပေါ့နော်စပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံကပြည်သူတွေကရိမ့်မိနေတာကျွန်တော်တို့ပြည်သူလူထုတင်မြှောက်ထားတဲ့အစိုးရကိုစပြီးအာဏာသိမ်းဖို့ကြံစီကြရမှာဒီတရုတ်ကပါဝင်ပတ်သက်နေတာမျိုးဒါကျွန်တော်တို့ဒီမြန်မာနိုင်ငံကပြည်သူလူထုတွေတော်တော်များများနေရာတိုင်းမှာဒီစကားတွေပြောနေကြတာပေါ့နော်ဒီအာဏာသိမ်းမှုတဲမှာပါဝင်တာတရုတ်လည်းပါဝင်တယ်တရုတ်လည်းပူပေါင်းကြံစီတယ်ဆိုတာကိုကျွန်တော်တို့ပြည်သူလူထုကအရင်ကတည်းကမှသိပြီးသားပေါ့နော်ဟုတ်ဒါကတော့ဟိုတေချာပေါက်ပဲပေါ့နော်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒါ NLD ဆိုကလက်ထက်တော့ဆိုလို့ရှိရင်တချို့တရုတ်ကုမ္ပဏီတွေကဒီကျွန်တော်တို့စက်ရုံတွေပေါ့နော်စက်ရုံတွေနဲ့ပတ်သက်ပြီးတော့လေကျွန်တော်တို့နိုင်ငံရဲ့ဒါအရင်းမြစ်တွေပြန်ပြီးတော့မှအစားထိုးဖို့ကိစ္စတွေလေဒါဟိုစတင်ပြီးတော့မှဆောင်ရွက်ခဲ့တာခြေလန်းလှမ်းခဲ့တာတွေလေရှိတာကိုရှိတဲ့အခါကျတော့ဟိုတရုတ်ကသူတို့ကခွက်ပြောက်သွားမှာကြောက်တယ်ပေါ့နော်ကြောက်တဲ့အခါကျတော့မင်းအောင်လှိုင်အဓိကသူကမင်းအောင်လှိုင်နဲ့ပေါင်းမှသာလျှင်သူကအကျိုးမြတ်ရရှိမှာဖြစ်တယ်အဲ့တော့စစ်တပ်ကိုပေါင်းတဲ့ကောင်အကုန်လုံးကကြီးလိုက်လို့ရှိရင်သူအကျိုးစီးပွားတွေသူအကျိုးမြတ်တွေပဲစစ်တပ်ကိုပေါင်းကြတာတော်တော်များများကြည့်လိုက်ဘယ်ကောင်မှဟိုစစ်တပ်ကြီးကိုချစ်လွန်းလို့ပါဆိုပြီးတော့မှပေါင်းတဲ့လူကတော်တော်ရှားတယ်စစ်တပ်ကိုအကျိုးမြတ်ရတခုခုအကြောင်းအရာတခုခုရပါတော့လူတယောက်ကသာ तू ကသာတယောက်ကသာရှေ့ကိုထွက်နေမယ် तू ကစစ်တပ်ကိုပလိန်
ချစ်တဲ့ပုံစံမျိုးပေါ့နော်ပလိန်ထောက်ခံနေတဲ့ပုံစံမျိုး तू ကသာရှေ့ကိုထွက်နေမယ်နောက်မှာသူသားနာမည်တို့သူသမီးနာမည်တို့သူမိန်းမနာမည်တို့ဒါမှမဟုတ်ရှင်တခြားနာမည်တစ်ခုခုနဲ့ပေါ့နော်သူ့ရဲ့အရင်ပြေးကနေစီးစင်းလာတဲ့နာမည်တစ်ခုခုနဲ့ तू ကတော့ဒါအလုတ်ကင်ပေါ့နော်ဟိုစီးပွားအကျိုးလက်လာပါတစ်ခုကတော့ရနေလို့သာလျင်ဒါစစ်တပ်ကိုဇွတ်ကျိတ်မိတ်ပြီးတော့မှထောက်ခံနေတာပေါ့နော်ဒီတိုင်းပဲ သူတွေအားလုံးမဒီမှာတွေ့ရတဲ့အကြောင်းအရာတွေကလက်ရှိမှာရေဘလူးရဲ့အကြောင်းနဲ့စကူတို့ထောက်ကနေတဲ့သူတွေအကြောင်းသုံးသပ်ပြသွားတယ်မြင်အောင်ဖြစ်ပါတယ်။နောက်မျိုးတွေအားလုံးမတူတောင်းနဲ့ပဲဆုံးသက်လိုက်ပါတယ်။နောက်ထပ်ဗီဒီယိုမှာတော့နောက်တဲ့နေ့တော့ပြီးတော့ကျွန်တော်ရဲ့ကိုကျပုံ channel လေးကို like and subscribe လုပ် like and subscribe ပြီးဘေးရခေါင်းတော့ကြည့်မြတ်လက်မြန်ပြီးတော့တဲ့အားလုံးကြည့်ရှုနားဆင်ရဖြစ်ပါတယ်။နောက်မျိုးတွေအားလုံးပဲသဘောပေးတဲ့မေးပြီးတော့မှအများဆုံးကြိုးဝှကြပါသေးလို့ထပ်မံတောင်းဆိုပြီးနေပဲနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်။သုံးကြည့်ပြီးတဲ့ဒီဇိုင်းကိုပဲကျေးဇူးတင်ရှိပါတယ်ဗျာ။